နာတစ်ဆင်းတစ်ဆင်းရင့်တဲ့ရင့်၍ပြိုခွေလမ်းပိတ်အိုရိပ်အိုရောင်ပေါ်ခဲ့ကြလေပြီအိုရိပ်အိုရောင်လေးပေါ်လာမှန်ပါဒါဘယ်နဲ့ကြောက်ပါဦးဟမ်မကြောက်ဘူးမကြောက်ဘူးအိုးမကြောက်ကြလားနာမကြောက်ကြလားသေမကြောက်ကြလားဒီလိုပဲကြောက်တယ်လို့တော့ပြောမှာပဲတကယ်မကြောက်ပါဘူးမှန်ပါရဲ့ဗျာဦးကျော်ဗျာမဲလို့ရှိရင်တော့ကြောက်ပါတယ်လို့ပြောလိမ့်မယ်မှန်ပါအိုးပဲကြောက်ပါတယ်နာပဲကြောက်ပါတယ်သေပဲကြောက်ပါတယ်ပြောလိမ့်မယ်ကြောက်တဲ့အချိုးပုံစံမျိုးကဒါမျိုးမဟုတ်ပဲမဟုတ်ပါဘူးဗျာမြေခမ်းမြင်နာနဲ့ငတာကြီးသားမသိရဲ့အိုးဘေးမမြင်နာဘေးမမြင်သေဘေးမမြင်အိုးနာရွတ်တွားကြီးဘေးဆိုင်နေလို့လည်းမကြောက်တကောင်းလုံးဖြူဖွေးနေလို့လည်းမကြောက်ဥစိဗျာနာဘေးသေဘေးတွေကြောက်ပုံရကြရဲ့လားမကြောက်ပါဘူးဗျာကြောက်ဘူးငါတယောက်ကငါပေါက်တစ်ဆေမကြောက်ကြလို့တင်ပါဟင်တင်ပါဗျာဒီလူတွေဟာကြည့်ဗျာငယ်ရွယ်သူလေးတွေအသက်စိတ်20တွေကအဖိုးကြီးမယ်ကြီးတွေကြည့်လေအိုးကုန်ရှားကြငါလည်းဒီလိုအိုရလေအောင်မယ်လို့ဘယ်တော့မှစဉ်းစားဘူးမစဉ်းစားပါဘူးဗျာအပြောကဖုံးထားတယ်စဉ်းစားကြည့်မရဘူးမှန်ပါအပြောတွေကဖုံးထားတယ်အာယုံပစ္စည်းဝတ္ထုတွေကဖုံးကွယ်လို့ထားတယ်ငါဒီလိုအိုရလေအောင်မယ်ဒီလိုနာရလေအောင်မယ်ဒီလိုသေးရလေအောင်မယ်မသားဒီလဲပို့ခဲ့ပေါင်းများပြီကြောက်ပုံရရဲ့လားမရပါဘူးကြောက်ပါဘူးရှင်ပါငါလည်းဒီလိုသေးရလေဦးမယ်လို့အိုခြင်းတရားနာခြင်းတရားသေခြင်းတရားတွေမစင်းစားပဲနဲ့အယံပျော်ကြတယ်လူတွေပါလားဦးကျော်ရဲ့မှန်ပါဗျာအဲ့ဒီအယံပျော်ပြီးတကလားနေကြတယ်လူတွေပိုးဖလာမျိုးမိကိုတို့ကိုကျိုးနဲ့လာပြီးပိုးကောင်ကြီးအယံပျော်ပြီးမိခွက်ထဲတိုးကြတယ်တင်ပါသေးကြပြီပျော်သေးကြတယ်နော်မှန်ပါဗျာအေးဒါကြောင့်ဇိနာတစ်ချင်းရင့်တဲ့ရပြိုဝင်လမ်းပိအိုရိပ်အိုရောင်ပေါ်ခဲ့ကြလေပြီအိုရိပ်အိုရောင်နေပေါ်ကုန်ပြီတင်ပါအိုဘေးတန်းလန်းနာဘေးတန်းလန်းသေဘေးတန်းလန်းနေနဲ့တို့နေခဲ့ရလာပြီကြောက်ကြတော့ဟုတ်လားဟုတ်ပါတယ်ဗျာသင်္ကြန်ဆရာတော်ဘုရားကြီးကမင်းတို့တွေတရားဟောရတာကွယ်ငါတယောက်ကငါပေါက်တစ်ဆေးမကြောက်တယ်လို့တင်ပါအမိတ်ရှိတော်ဦးပါဘုရားဥကျော်ရဲ့မှန်ပါဗျာငါတယောက်ငါပေါက်ဆိုတဲ့ကောင်တယောက်ရှိတယ်ကွာတောင်ရွာနဲ့မြောက်ရွာကူတဝက်စီကလည်းတကယ်ကူတစ်သေးလိုက်လဲလေကြီးကို6လုံးလို့ဘုံဘံသွားဝင်လူစုလူဝဲနဲ့4-5ယောက်စုပြီးသွားရတယ်မိမတွေတယောက်စား2ယောက်စားများတကယ်ဈေးတောင်ကောင်းမော်တင်သွားဈေးတောင်လိုက်ဆွဲလို့ဆွဲအဝတ်လိုက်ဆွဲလို့ဆွဲပြောင်း60တစ်သေးရအဲ့ဒီတော့လူစုလူဝဲနဲ့သွားကြရတင်ပါတောင်ရွာတဲ့ငါတယောက်ရွာတဲ့တောင်ရွာတဲ့ငါပေါက်ဆိုတဲ့လူကတစ်သေးစကားပြောကြတယ်သူကရီးတယ်သင်္ကပဘာလို့ကြောက်ကြတယ်ဥမလီမင်းတို့တစ်သေးများအရေးလုပ်ပြီးကြောက်နေတယ်ကွာမင်းမကြောက်ဘူးလားဘာကြောက်ကြရည်တို့ကတစ်သေးသူ့ဘာသာသူနေတဲ့ဥစ္စာဟောဗျာမှတ်ရတဲ့ကောင်ကွာနိလေကြည့်တော့6ထားအောင်မေး6ပါပြီးသေးသူကသူ6တာမင်းသွားဝင်လာအောင်မေးလေငါအခုသွားမယ်လို့မြောက်ရတဲ့ကျွေးတောင်းသွားမယ်လို့အဖော်ငါတယောက်ထဲရဲ့ဒါနဲ့လက်ကဒုက္ခလေးတစ်ချောက်ကန်လို့လွယ်ကလေးပခုံးချိတ်ပြီးတော့ကျွေးတောင်းသွားတယ်ဦးကျော်ရဲ့မှန်ပါဗျာတဝက်စီရောက်တော့ဇေယပေါ်တင်မလို့ထိုင်ပြီးတော့ဆေးလိတ်ကလေးမင်းညှိပြီးသောက်6နေကြတစ်စီကလာဟိုကောင်တကောင်တော့လာပြန်တယ်လှမ်းပြီးပွဲချင်းပြီးအောင်တော့လှုပ်လိုက်အောင်ပါပဲဆိုခပ်ပင်တရားလောက်ဖန်ဆင်းပြီးရွေ့တယ်သူ့စီတိုက်ကြည့်ပြီးလာတော့ငပေါက်ကဆေးလိတ်တောက်ရင်သေသေးချာချာကြည့်ဒီလန့်6နေတဲ့တစ်စီဆိုတာဒီအကောင်နဲ့ပဲတူရဲ့တစ်စီကြီးသေးသေးချာချာကြည့်မှန်ပါဒီနန်းလူတကာ6တဲ့တစ်စီဆိုတာဒီအကောင်နဲ့ပဲတူရဲ့တင်ပါအခုလဲငါ6ရှင်လုံးကိုသူလာဟန်တူရဲ့ဟိုက6နေပြီတင်ပါအဲ့ဒါ6နေတာ6မှမသိမှန်ပါဒီကငါ6မယ်လို့နဲ့တူရဲ့ဒီတော့တစ်စီကစဉ်းစားအလိုဒီလိုလူဘယ်လိုကောင်းနဲ့ငါနဲ့တွေ့နေပါလေခါတဲ့သပင်တရားလောက်ဖန်ဆင်းပြလဲခုံးချပြီးနောက်ကနေဖလောင်းတဲ့နေဂုတ်ဆက်အုပ်ဒီကောင်ကငါတော့ဖြဲဆက်ကြည့်နေရဘယ်လိုကောင်းပါလိမ့်မလို့ကြိုက်ဒီလောက်တော့ရှိလားမျက်လုံးတော့ပြူးပြလိုက်ဦးမယ်ဆိုပြီးတော့သပိတ်လုံးလောက်ရှိတယ်မျက်လုံးနှလုံးနဲ့တစ်သေးကပြူးပြရတင်ပါဒီတော့ငါပေါက်ကလက်ခုလည်းဝါတီးပြီးလေအောင်မမျက်လုံးကြီးများတော့ပြူးလာဗျာကြီးလေဒီကောင်ငါ6တော့မယ်ထင်ရဲ့ဟောထင်တော့ပါတစ်သေးက6နေပြီတင်ပါ6လို့လဲ6မှမသိလှလို့လဲလှမှမသိတစ်သေးလဲတွေ့လို့ကြောက်ရမှမသိဒါတော့တစ်သေးကဘယ်လိုကောင်းလဲငါနဲ့တွေ့နေပါလေ
သမင်းတရားလောက်လုပ်ပြလဲမကြောက်မြေလုံးပြူပြလဲမကြောက်ကြိုက်ဒီလောက်တော့ရှိလားရှာထုတ်ပြလဲဦးမစတလန်လောက်ရှာကြီးထုတ်ပြတယ်တင်ပါအောင်မလေးရှာကြီးများတော့ကြာလာပြန်ကြီးလက်ကုပ်လည်းဝတီးကြီးတယ်တင်ပါဒီတော့တစ်ဆေကစိတ်နေလားယောဒီကောင်းနဲ့ငါဘယ်လိုလုပ်ရပါလို့တစ်ဆေလက်မြောက်သွားရတယ်တစ်ဆေ6လို့ကိုမရဘူးတင်ပါဗျာအဲ့ဒီမှာလည်းပဲနေလို့အိုကြလိမ့်မယ်နာကြလိမ့်မယ်သေကြလိမ့်မယ်လို့ဘုရားစူးစူးတွေကမဟောဘူးလားဟောပါတယ်ဗျာကြောက်ပုံရရလားမကြောက်ပါဘူးဗျာကြောက်ပါဘူးတင်ပါနော်တင်ပါတကောင်းလုံးဖြူနေတဲ့အမေအိုကြီးသွားမေးကြခင်ဗျအိုခါမကြောက်ဘူးလားဘယ်ချိန်များအိုလိမ့်မှန်းသူ့မြေတကောင်းလုံးဖြူနေမှန်ပါနော်တင်ပါဗျာတကောင်းလုံးယုံရွဲ့ပြီးကားလားပချောင်းလေးကြားပြီးကြလာနေပြီဥကျော်ရဲ့မှန်ပါဗျာအိုမမကြောက်ဘူးလားလို့မေးဘယ်အချိန်များအိုလိမ့်မှန်းနော်မှန်ပါငါတို့ကဦးစင်းလေးတွေဘွားတွေကစာဖားပြီးတော့နေကြဥပုပ်တယ်တွေကတို့ကြောက်အောက်ကနေပြီးစကားတပြောပြောနေပေါ့အော်ကြောက်လည်းကဥပုပ်တော့လာတယ်ဟုတ်ကဲ့ဗျာအသက်ဘယ်လောက်ရှိတော့60ကျော်ပါဗျာအောင်မကြောက်လည်းကသိမကြည့်သေးတဲ့ကိုငါကစဉ်းစားသူတို့ဘယ်ချိန်ကြမှာကြီးကြမှာပါလိမ့်နော်တင်ပါငါသာဘယမတ်တကြောင်းဝင်လေကြောက်လေကအသက်ဘယ်လောက်ရှိ60ကျော်ပါအမေတဲမကြည့်သေးပါပဲလားတယောက်နှစ်ယောက်နေကြတာငါကြောက်မအော်သူတို့ဘယ်ချိန်များကြီးကြမှာပါလိမ့်တင်ပါစဉ်းစားမိတယ်60ကျော်တာမကြည့်သေးဘူးတဲ့တင်ပါဗျာအဲ့ဒီလိုတယောက်နဲ့တယောက်ပြောင်းမြောက်လို့နေကြတာကျင်းနဲ့လို့နေကြတယ်ဦးကျော်ရဲ့မှန်ပါဗျာအဲ့ဒါကြောင့်ဇိနာတစ်ချင်းရင်လည်းရင်၍ပြိုခွေလောင်းပိတ်အိုရိပ်အိုရောင်ပေါ်ခဲ့ကြလေပြီဒီနေနေတိုင်းဝါနေစဉ်ဘင်ကိုနဲ့တာပြည့်စည်မြင့်တဲ့အပိုင်စီတော့လှိုင်းလက်ကြီးညိုကိုင်းပြီးတော့ဟိုတိုင်းကမလွတ်နိုင်အောင်ရှိရလေပြီတကားနေတိုင်းအပြည့်စီဒုံးဆိုင်နေတာဦးကျော်ရဲ့မှန်ပါဗျာအပြည့်စီအိုဘူးတာနာဘူးတာသေဘူးတာအိုဘူးတာနာဘူးတာသေဘူးတာဟုတ်လားအဲ့ဒီအိုဘူးတာနာဘူးတာသေဘူးတာစီဆိုမိထားကဒုံးဆိုင်လို့နေတာဥစိန်ဟုတ်ကလားဟုတ်ပါတယ်ဗျာအဲ့ဒါဒီစဉ်းစားကြရဲ့လားစဉ်းစားကြစမ်းမှာပညာနေအောင်ကူပြောင်းဆန်းတက်တဲ့အချိန်ခါမှာအပြောရည်ကြီးပြောခြင်းနဲ့ပြောမနေကြစမ်းမှာနဲ့အပြော်လေးဖုံးပြီးကြလာထားတော့တရားလုံးနေမေ့နေပြီတင်ပါဟုတ်ကလားဟုတ်ပါတယ်ဗျာကြရောက်ကြောမမပြောသည်တွင်ပူပြင်းပြုံးရွှေလုံးဟန်ချီနိုင်စက်ကရက်လာရသည်ချိန်ယိုရွေးအိုမင်းရင်ရောပြီတဲ့ဦးကျော်ရဲ့